လက်ဒီနေ့မှာကျတော့ချောင်းဘလို့နဲ့ဆမ်ဘလို့လာတွေးကြပြီပေါ့ကွာအဲ့ဆမ်ဘလို့ကကျတော့မတီးဘောနော်ကိုဟာလာပူစာကလည်း6နေတယ်ဆိုတော့သူ့ကိုတီးပြီးလိုက်လာကူပြီးအဲ့မှာစကေး1ဖရီကာဟာကန်ဆိုရှင်တော့အဲ့မှာစီလောကချုံထဲမှာရှိနေတယ်လို့ဟာလာပူစာလည်းရှော့တွားပြီကိုရဲ့ချောင်းကဘလောက်ကျန်းနေဆိုတော့ဒီမှာပဲကြည့်ကွာအဲ့ဒီဆမ်ဘလို့ကကျတော့တာဝါတော့မထွက်နိုင်တော့ဘူးလေအဲ့မှာကိုလည်းတော့ပြေးမလို့နဲ့သူ့ကိုပြန်လှည့်ပြီးတော့တီးထည့်ပေးလိုက်တာအဲ့မှာဆမ်ဘလို့ကတတ်မပြတ်တော့ကွာကျွန်တော်ကိုလိုက်တီးနေပြီလေကွာတော့ကောင်တကောင်ဆိုတော့မရအောင်လေးဟဲ့အောင်ပြေးနေရပြီရတယ်အောင်မင်းစကေး1စကေး2တင်ရပြီဆိုတော့မင်းရှော့ပေါ့အဲ့မှာជីကွန်တုံတီမီလို့ဒီမှာထိုးလိုက်ပြီးပြီခေါ်ပဲရမယ်အောင်တာကြီးဒီခရရှိမီတော့အိမ်ပြမယ်ကွာတွားပြီကွာအဲ့ကောင်နောက်ကနေတားနဲ့ထိုးသွားတာဟဲ့ဒီခေါ်ပြန်လာပြသေးတယ်ရတယ်ဟဲ့ရတယ်ဒီမှာပဲဟဲ့ရတယ်ဒီခေါ်တွေပြထားမင်းတို့ကောင်တွေပြထားအဲ့မှာကြော့နာကောက်တိုးကောက်တွားပြီကွာဟဲ့ရေးမင်းတို့ကောင်တွေအဲ့ဒါတော့မဟုတ်တော့လေလူကိုမင်းတော့မင်းတို့ကောင်တွေကိုကတော့ဟီရိုခေမရအင်ကိုဘယ်တော့မှမပြန်မနော်အဲ့ဆမ်ဘလူကမတီးဘူးလေကိုတွေကတော့စောင့်ပြီးတော့တီးထည့်ပေးလိုက်တာအဲ့မှာဆမ်ဘလူကတော့တန်းရှော့ပေါ့နော်11ပဲသူခေါ်ပေးရမယ်အဲ့ဆမ်တော့အဲ့ဒီကွရှင်ဘလူလဲကျွန်တော်ကိုပဲလိုက်ချောင်းနေတယ်ဗျာဘယ်ရမလဲကိုကတော့စကီတူတစ်ကွက်နဲ့ကိုတူကိုခေါ်ပါပြပလိုက်တာပေါ့နော်11ဒီတခါတော့ကိုလဲပေါ့ကွာအဲ့ဒီကွရှင်ဘလူတော့တန်းရှော့အဲ့မှာသူခေါ်ပေးရမယ်ကိုကတော့ခြုံထဲမှာစောင့်ပြီးတော့အဲ့ဆမ်ဘလူကိုတီးမလို့ပါဆိုဒီမှာအဲ့ကွရှင်ကဝင်လာတော့ကွာကိုလဲတန်းကန်ထည့်ပလိုက်တာအဲ့ကောင်တန်းရှော့သူခေါ်ပေးရမင်းလဲပါတယ်ငါလောတာဟဲ့ကောင်တွေလိုက်စမ်းအဲ့ကောင်လိုက်တက်ဒီကောင်တော့အတော်တော်ပြည့်မြန်နေဆိုလားဘာလားပဲပေါ့နော်ကိုလည်းတော့မရအောင်ကွာလိုက်တာပဲမင်းမတေးမချင်းလိုက်တယ်ကိုရီးယားကြောမဲရမလဲမှာစကေး1ဖလီကာနဲ့အဲ့ကောင်တော့တန်းရှော့ပဲအဲ့မှာကိုရီးယားတော့ကြက်ပြီဆိုရင်ပြင်ရကြည့်တယ်ပေါ့နော်အဲ့ဒီကူရှင်ကတော့ကြည့်မရပဲကျွန်တော်ကိုတီးထိပ်ပဲတာကျွန်တော်လည်းတန်းရှော့တာပေါ့နော်ဟာတဲ့ကွာကိုရီပြန်ထွက်လာတော့လေတိုက်ထားတဲ့ကူရှင်ကိုကအဲ့မှာဂျီကွန်တိုလေးကိုတွတ်တင်ပြတယ်အဲ့ကောင်တော့တန်းပြေးတယ်ပေါ့နော်အဲ့လောက်ထိမကြောက်ပါနဲ့ကွာကိုချောင်းအဲ့လောက်ထိမဟုတ်ပါဘူးကိုရီတကယ်လှုပ်ချင်မင်းပြေးချင်တော့မရအဲ့မှာရှော့